စိတ်ကျမ်းမာရေးဆေးရုံထဲမှာရှိနေတဲ့မိန်းကလေးတယောက်ကိုချမ်းသာကြွယ်ဝတဲ့ဇနီးမောင်နှံတို့ကသူမကိုတန်း900ပေးပြီးသူတို့ရဲ့သားနဲ့လက်ထပ်ပေးဖို့တောင်းဆိုခဲ့တယ်မိခင်ဖြစ်သူကသူမလုပ်ရမယ့်မစ်ရှင်ကိုရှင်းပြလိုက်တယ်သူမလုပ်ရမယ့်အလုပ်ကသူမရဲ့ညံနေညံနဲ့များတဲ့ညီမဖြစ်သူရဲ့လက်ထဲကနေသူတို့ရဲ့သားကိုကဲထုတ်ပေးဖို့ပါပဲတခြားသူကိုမရွေးချယ်ပဲဘာကြောင့်သူမကိုပဲရွေးချယ်ခဲ့တာလဲဆိုပြီးမေးမြန်းလိုက်တယ်မိခင်ဖြစ်သူကလက်တလောကပဲဖြစ်ခဲ့တဲ့လှုပ်ဝက်ချက်တစ်ခုကိုပြောပြလိုက်တယ်သူမကညီမဖြစ်သူထက်ပိုပြီးညံနေညံနဲ့များတာကြောင့်သူမကိုရွေးချယ်ခဲ့ပြီးမစ်ရှင်ကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ရင်စိတ်ကျမ်းမာရေးဆေးရုံကနေထုတ်ပေးမယ်လို့ပြောလိုက်တယ်သူမကလည်းယုံကြည်မှုအပြည့်ရှိတာကြောင့်သဘောတူလိုက်တယ်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲသူမရဲ့ညီမကတန်တရားပေးရင်တားဖြစ်သူနဲ့လမ်းခွဲပေးမယ်လို့ပြောခဲ့တာကြောင့်သူတို့ကချက်လက်မှတ်ပေးပြီးအိမ်ပြန်လိုက်တဲ့အချိန်မှာညီမဖြစ်သူကသူတို့သားကိုဖုန်းခေါ်ကအဖြစ်ပြက်ကိုလုံးဝပြောင်းပြန်လှန်လိုက်ပြီးမိသားစုပြဿနာအကြီးအကျယ်ဖြစ်ခဲ့ကြောင်းပြောလိုက်တယ်တားဖြစ်သူကသူတို့ရဲ့အချစ်စစ်ကိုငွေနဲ့ဝယ်ယူချင်နေကြတာလားကျွန်တော်ရဲ့အချစ်စစ်ကိုစော်ကားတယ်လို့ပြောပြီးဆွဆွဲခဲ့တဲ့မိခင်ဖြစ်သူကကောင်းမလေးဖြစ်သူဘက်ကအရင်ပတ်စံတောင်းခဲ့တဲ့အကြောင်းအမှန်တရားကိုပြောပြပေးမယ်တားကမယုံကြည်ပဲသူမကိုနောက်တစ်ခါသွားထိရင်တက်တည်လိုက်မယ်ဆိုပြီးချင်းချောက်ခဲ့ကြောင်းပြောပြလိုက်တယ်ဒါကြောင့်တွေးဆောင်ဖျားယောင်းတဲ့နေရာမှာအင်မတန်ကျွမ်းကျင်တဲ့သူမကိုလာရှာခဲ့ကြတာပါမိခင်ဖြစ်သူကသူမရဲ့ကျွမ်းကျင်မှုအလုံးကိုထုတ်သုံးပြီးသားဖြစ်သူကိုညီမလေးစီကနေပြန်လည်ယူပေးဖို့တောင်းဆိုလိုက်တယ်ဒီတန်း900ဟာစံရန်သားရှိသေးကြောင်းပြောပြီးအောင်မြင်ရင်တော့တခြားစုလက်များစွာကိုပေးမှဖြစ်ကြောင်းပြောလိုက်တယ်ကောင်မလေးကကမ်းလှမ်းမှုကိုချက်ချင်းလက်ခံလိုက်တယ်ကိုရေးအချက်လက်အစ်စ်တွေပေးလိုက်ပြီးတားဖြစ်သူနဲ့ဆိတ်ဆက်ထားတဲ့တောသူမအဖြစ်ဟန်ဆောင်လိုက်တဲ့အကြောင်းကိုရောက်လာတဲ့အခါအံ့အားသင့်စရာမြင်ကွင်းတစ်ခုကိုတွေးလိုက်ရတဲ့ကောင်လေးကညီမဖြစ်သူကိုသူနဲ့လက်ထပ်ဖို့ပြောနေပြီးညီမလေးကသူမဟာသူ့မိသားစုနဲ့မထိုက်တန်ဘူးလို့ပြောပြီးသူမရဲ့လက်ကွက်တွေနဲ့ထိန်းချုပ်နေပါတယ်။ကောင်လေးကသူမရဲ့မိသားစုဟာသူ့မိသားစုအဆင့်တန်းနဲ့ကိုက်ညီတဲ့အထိငွေနဲ့ရှိသမျှအရင်းမြစ်တွေကိုပေးမယ်လို့ပြောလိုက်တဲ့ညီမဖြစ်သူကကောင်လေးရဲ့ချစ်သူအစ်စ်ကြောင့်သိရှိသွားပြီးသူမရဲ့မိတ်ဆွေတွေကိုမဟုတ်မမှန်တဲ့သတင်းတွေပြောပြီးမုန်းတီးအောင်လှည့်စားလိုက်တဲ့ဒါကြောင့်သူတို့ကចောင်းသူအစ်စ်ကိုအဆက်ခွဲဖို့စီစဉ်ကြတယ်သူမအခန်းထဲဝင်ခန်းနီးထောင်ချောက်ကိုတတိထားမိပေမဲ့လည်းတိတိရက်နဲ့ဝင်သွားလိုက်တယ်။ကောင်မလေးတယောက်ကရေးဖြည့်ထားတဲ့ပုံနဲ့သူမကိုလောင်ချလိုက်တယ်။ညီမလေးကအပြစ်ကင်းတဲ့ပုံစံနဲ့အခြားចောင်းသားတွေကသူမကိုကာကွယ်ပေးခြင်းလို့အခုလိုလုပ်ခဲ့ကြတာဆိုပြီးအပြစ်ကင်းတယ်လို့တရုပ်ဆောင်နေပါတယ်။ကောင်မလေးကလည်းဒီစစ်ဆက်မှုကိုသူမမလိုချင်ကြောင်းနဲ့လူကြီးတွေအတင်းစီစဉ်လို့သာလက်ခံခဲ့ရကြောင်းပြောလိုက်တယ်။သူမကအကြောင်းတက်ပြီးတငယ်ချင်းမိတ်ဆွေရခြင်းယုံလေးပါဆိုပြီးငိုပြီးပြောလိုက်တာကြောင့်တန်းလုံးယုံကြည်သွားကြကအပြစ်ရှိတယ်လို့ခံစားနေခဲ့ရတယ်။အခြေအနေကိုထိမရတော့တာကြောင့်ညီမဖြစ်သူကသူမဟာစိတ်ကျမ်းမာရေးဆေးရုံကနေထွက်ပြေးလာပြီးသူမရဲ့အမတ်ဖြစ်ကြောင်းပြောပြလိုက်တဲ့ကောင်မလေးကလည်းလုံခြုံရေးတင်းကျပ်တဲ့စိတ်ကျမ်းမာရေးဆေးရုံကနေထွက်ပြေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောပြီးသူမကစိတ်ကျမ်းမာရေးဆေးရုံမှာမနေခဲ့ကြောင်းလိမ့်လည်နိုင်ခဲ့တဲ့အတန်းဖော်တွေကသူမရဲ့ညီမလေးကိုဇလန်းစင်ပြောတယ်ဆိုပြီးစတင်တန်တရားဝင်လာကြပါတယ်။ကိုယ့်ရဲ့အချစ်ကိုယုံကြည်မှုမရှိဘူးလားငါစီပါသွားမှကြောက်နေတာလားလို့ပြောလိုက်တာကြောင့်ညီမဖြစ်သူစိတ်မထိန်နိုင်ပဲအမဖြစ်သူကိုတွန်းချလိုက်တယ်။သူမလဲကျသွားတော့မယ့်ချိန်မှာချမ်းသာတဲ့ကောင်လေးလာနေတာကိုတွေ့လိုက်တယ်အမဖြစ်သူမလဲကြသေးလို့ထပ်တုံးဖို့လုပ်တဲ့အချိန်မှာမင်းစီကအရာအလုံးကိုငါလူယူပြမယ်လို့တိတ်တိတ်လေးပြောပြီးလက်လွတ်ချလိုက်ကလဲကျသွားတယ်။အဲ့ဒီအချိန်မှာပဲအကောင်လေးကသူမကိုဖမ်းဆီးပေးနိုင်ခဲ့တယ်။သူမကမတော်တဆလဲကျသွားတာပါလို့မျက်ရည်တွေနဲ့အကိုလို့ခေါ်ပြီးကျေးဇူးတင်လိုက်တယ်။ကောင်လေးကတော့ဆွဲဆောင်ခံလိုက်ရပါပြီးညီမဖြစ်သူဒေါသထွက်လွန်တာကြောင့်ပါချဖို့လုပ်နေတော့ကောင်လေးကသူမကိုကာကွယ်ကသူ့ချစ်သူကိုလွန်သွားပြီလို့ပြောလိုက်တယ်။အခြားចောင်းသားတွေကလည်းကောင်မလေးကိုကာကွယ်ကြပြီးသူမကအေးအေးဆေးဆေးចောင်းတက်ချင်တဲ့အကြောင်းပြောပြလိုက်တယ်။အဲ့ဒီအချိန်မှာကောင်လေးကကြိုးဆိုတဲ့အနေနဲ့လက်ဆောင်တစ်ခုထုတ်ပေးလိုက်တယ်။သူမကကျေးလက်ဒေတာကနေလာခဲ့တဲ့မိန်းကလေးသားဖြစ်ပြီးသူမနဲ့မတန်ဘူးလို့ပြောပြီးတန်မိုးကြီးတဲ့လက်ဆောင်ကိုညီမဖြစ်သူရဲ့အရင်းနှီးဆုံးတငယ်ချင်းကိုပေးလိုက်တယ်။ညီမဖြစ်သူနဲ့အချစ်ဆုံးတငယ်ချင်းဖြစ်ခဲ့ကြပေမဲ့လက်ဆောင်တစ်ခါမှမရခဲ့ဘူးကြောင်းပြောပြီးချက်ချင်းပဲပြောင်းသွားပါတယ်။ကောင်လေးကသူမကိုကတ်တစ်ခုပေးလိုက်ပြီးနင်းနဲ့လက်ထက်မှာတော့မဟုတ်ဘူး။ဒါပေမဲ့လိုအပ်တာတွေဝယ်လိုက်ဆိုပြီးပေးလိုက်တဲ့ကောင်မလေးကသူလက်မခံပါရစေနဲ့လို့ပြောပြီးကျောင်းကိုအခုမှရောက်တာကြောင့်ကျောင်းပတ်ဝန်းကျင်ကိုလိုက်ပြပေးဖို့တောင်းဆိုလိုက်တယ်။ချစ်သူကောင်မလေးကတားမြစ်နေပေမဲ့လည်းကောင်လေးကသဘောတူလိုက်တယ်။သူတို့နှစ်ယောက်တည်းရှိတဲ့အချိန်ဘတ်စကတ်ဘောတစ်လုံးကသူမခေါင်းကိုထိမိတော့မဲ့အချိန်မှာကောင်လေးကသူ့ရဲ့ရင်ခွဲထဲကိုဆွဲထည့်ပြီးကာကွယ်လိုက်တဲ့ကောင်မလေးကအပြည့်ကင်းစင်တဲ့မျက်လုံးတွေနဲ့ကြည့်ကသူ့နဲ့တူရှိရင်အရန်လုံခြုံတယ်လို့ခံစားရတယ်လို့တိုးတိုးလေးပြောလိုက်တယ်။ချမ်းသာတဲ့ကောင်လေးကသူမရဲ့လက်ကွက်ထဲဝင်သွားခဲ့တယ်။ရှောင်းဟွားကတော်ကီတွေနဲ့ဟန်ရှိုးကိုဖမ်းချုပ်နေတော့မွေးစားမိဘတွေရောက်လာပြီးစိတ်ကျမ်းမာရေးဆေးရုံကနေထွက်ပြေးလာတယ်လို့ပြောပြီးပါရိုက်လိုက်ပါတယ်။ရှောင်းဟွားကငငယ်လေးတုန်းကလောကကြီးအကြောင်းဘာမှမသိခဲ့တာကြောင့်လူလူရဲ့အနိုင်ကျင့်တာကိုပဲခံခဲ့ရတယ်။မိဘတွေကလည်းအကြောင်းအကျိုးကိုမစင်စားပဲလူလူပြောတာကိုတာယုံကြပြီးရှောင်းဟွားကိုထမင်းမကျွေးပဲအပြစ်ပေးတာတွေလုပ်ခဲ့ကြတယ်။မိဘတွေကမျိုးကိုပြောင်းရွှေ့တော့မှမလို့သမီးလေးတယောက်ကိုပဲရှာကျွေးနိုင်တယ်လို့ပြောပြီးရှောင်းဟွားကိုအဖွားဖြစ်သူစီအပ်ထားခဲ့လိုက်တယ်သူမကိုချစ်တဲ့တူတွေတော့အဖွားဖြစ်သူဆုံးပါသွားတာကြောင့်မိဘတွေကပြန်လာကြပြီးနင့်ကိုအစကတည်းကမမွေးစားခဲ့တဲ့မှုဆိုပြီးအပြစ်တင်နေကြပါတယ်ရှောင်းဟွားကဦးလေးနဲ့အတော်တို့ကိုမသိဘူးလို့ပြောလိုက်ပါတယ်သူမရဲ့မွေးစားမိဘတွေကလည်းသူကလူလူကိုအမြဲတမ်းမနာလို့ဖြစ်ပြီးစိတ်မချမ်းသာရေးမကောင်းတဲ့အကြီးဆုံးသမီးဖြစ်ကြောင်းပြောလိုက်ပါတယ်ရှောင်းဟွားကလည်းဝန်ခံလိုက်ပြီးဟန်ရှိုးကသူ့ကိုလက်လွတ်တော့မဲ့အချိန်မှာကျမမာသာမိဘတွေရှိရင်ဦးလေးနဲ့အတော်တို့ပြောသလိုမျိုးရိုက်နှက်ပြီးအပြစ်ပေးကြရင်လည်းကြည်ကြည်နက်နက်ကြီးလက်ခံပါမယ်ဒါပေမဲ့ကျမကမိဘတွေရဲ့မျက်နှာကိုတော့မမြင်ဘူးဆိုပြီးပြန်ပြောလိုက်တယ်နင်ញင်းလို့မရအောင်တက်တည်ပြမယ်ဆိုပြီးဖုန်းကိုထုတ်လိုက်ပါတယ်ဒါပေမဲ့ငွေစားမိဘတွေကရှောင်းဟွားကိုလူလို့တောင်မတက်မှတ်ထားတာကြောင့်သူနဲ့ပတ်သက်တဲ့တပ်ပုံနဲ့ဖုန်းနံပါတ်တောင်မရှိပါဘူးဆေးရုံတာဝန်ခံတွေကိုဖုန်းဆက်ပြီးတက်တည်ပြဖို့လုပ်
ပေမဲ့ဖုန်းနံပါတ်ကအသုံးမပြုတဲ့ဖုန်းနံပါတ်ဖြစ်နေပါတယ်အမှန်တော့ဟန်ရှိုးရဲ့မိဘတွေကဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကိုဖြေရှင်းပေးထားတာပါဟန်ရှိုးကရှောင်းဝါကိုခေါ်ပြီးထွက်သွားဖို့လုပ်နေတဲ့အချိန်မှာလူလူရောက်လာပြီးသူမရဲ့ယူနေတဲ့အမဖြစ်ကြောင်းထပ်ပြောလိုက်ပါတယ်မိဘတွေကသူမကိုဆွဲခေါ်သွားဖို့လုပ်နေတော့သူတို့တွေကကျမရဲ့မိဘတွေမဟုတ်ရင်တော့မှကျမကိုရိုက်နှက်ပြီးနှိပ်စက်ကြရင်လည်းကြေကြေနက်နက်ကြီးလက်ခံလိုက်ပါမယ်ဆိုပြီးထပ်ပြောလိုက်ပါတယ်ဟန်ရှိုးကသူမကိုတနာလုံးတာကြောင့်လူလူကိုနင်ဒီလိုဘာပြစ်မှမရှိတဲ့ရှောင်းဝါကိုဒီလိုကြောက်ချလိုက်မယ်လို့မထင်ထားဘူးငါနင့်ကိုဒီလိုစိတ်တက်မျိုးရှိလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူးလို့ပြောလိုက်ပါတယ်ရှောင်းဝါကလူလူဟာအမဖြစ်သူကိုတခါမှသွားမကြည့်လို့သူမရဲ့အမနဲ့အထင်လွဲနေတာကြောင့်စိတ်ကျမ်းမာရေးဆေးရုံမှာရှိနေတဲ့အမဖြစ်သူကိုမကြသွားကြည့်တဲ့နဲ့သူမလည်းတတိယနေလိမ့်မယ်လို့ပြောလိုက်ပါတယ်ဟန်ရှိုးကငါမင်းကိုအရန်စိတ်ပြတ်သွားပြီလို့ပြောပြီးထွက်သွားလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အချိန်မှာရေချိုးခန်းနဲ့ရှောင်းဝါရှိနေပြီးအပြင်မှာရှိနေတဲ့သူကဟန်ရှိုးမန်းသိနေပေမဲ့လည်းအိမ်ကူလာလို့ပြောပြီးဒံပတ်ယူလာခိုင်းပါတယ်ရှောင်းဝါကချော်လဲချင်အောင်ဆောင်လိုက်ပါတယ်ဟန်ရှိုးကလည်းအမြန်ပြေးဝင်လာပြီးသူမကိုအချိန်မီဖမ်းလိုက်ပါတယ်ရှောင်းဝါကအိမ်ကူလို့ထင်နေတာအပြင်မှာရှိနေတာကရှင်မန်းမသိခဲ့ဘူးလို့ပြောလိုက်ပါတယ်သူမကဟန်ရှိုးရဲ့အင်ဂျီကိုဝစ်ပြီးအခုမှအိမ်ကိုအခုမှပြောင်းလာတာမလို့အင်ဂျီမပါခဲ့ဘူးရှင်ရဲ့အင်ဂျီယူဝစ်တာစိတ်မဆိုးဘူးမလားလို့ပြောလိုက်ပါတယ်ဟန်ရှိုးကနှလုံးသားပူလောင်လာပြီးအမြန်ပြေးထွက်သွားပါတယ်သူကညအိတ်ဝစ်စုံယူပြီးလာပေးလိုက်ပါတယ်ရှောင်းဝါကဟန်ရှိုးရဲ့လက်ကိုထိလိုက်ပြီးကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်ရှက်သွေးဖြာနေတဲ့ဟန်ရှိုးကတော့နောက်တစ်ခါရှက်ကန်းနဲ့ထွက်ပြေးသွားပါတယ်ဟန်ရှိုးဝယ်လာပေးတဲ့ညအိတ်ဝစ်စုံကိုတပ်ပုံရိုက်ပြီးလူလူစီပို့လိုက်ပါတယ်လူလူကနောက်တစ်ရက်မှာရှက်အောင်ဟွားကိုမြှောက်ခေါ်လာပြီးသူကနင့်နာသူဖြစ်အောင်ဇလန်းဆင်လိုက်ပါတယ်ဒါပေမဲ့အထာရီနဲ့နေတဲ့ရှောင်းဟွားကတော့ဟန်ရှိုးရောက်လာတဲ့အချိန်မှာသူ့ကိုယ်သူနင့်နာသူဖြစ်အောင်လုပ်ဖို့လူချမ်းကြီးတွေကိုဆွဲပြီးလူလူကိုမထိနဲ့လို့ပြောကာစားပွဲနဲ့ခေါင်းနဲ့တိုက်မိသွားပြီးဒဏ်ရာရသွားပါတယ်ဟန်ရှိုးရောက်လာချိန်မှာတော့ကျမအဆင်ပြေတယ်လူလူကိုသာသွားခဲ့ပေးလိုက်ပါဆိုပြီးရှိသမျှတရုတ်ဆောင်တဲ့စကေးတွေကိုထုတ်သုံးလိုက်ပါတယ်ရှောင်းဟွားနဲ့လူချမ်းကြီးတွေကလည်းသူမရဲ့တရုတ်ဆောင်စကေးကိုကြည့်ပြီးစွန့်သွားကြပါတယ်ဆေးရုံမှာရှောင်းဟွားကဟန်ရှိုးသူ့စီလာအောင်ဖန်ခွက်ကိုလွှတ်ချလိုက်ပါတယ်ရှောင်းဟွားတစ်ခုခုဖြစ်တာများလားဆိုပြီးဟန်ရှိုးကအမြန်ပြေးဝင်သွားခဲ့ပါတယ်ရှောင်းဟွားကသူဟာတော့သူမတယောက်တာဖြစ်လို့ဒဏ်ရာရပြီးအမာရွတ်ကြံခဲ့လေကိစ္စမရှိဘူးဒါပေမဲ့လူလူကဖူးဖူးမုတ်ခံထားရတဲ့ကလေးဖြစ်ပြီးသူ့ကိုချစ်ခင်တဲ့သူတွေအများကြီးရှိလို့အမာရွတ်ကြံလို့မဖြစ်တာကြောင့်သူ့အသက်ကိုစွန့်ပြီးကဲလိုက်တာဆိုပြီးပြောပြခဲ့တယ်ပြီးတော့လူလူဒဏ်ရာရရင်ရှင်ဝမ်းနဲ့ရလိမ့်မယ်ကျမရှင်ကိုဝမ်းမနေစေချင်ဘူးလို့ပြောပြီးတော်ကီတွေနဲ့ဖမ်းချုပ်နေပါတယ်ဟန်ရှိုးကလည်းရင်ထဲထိသွားပြီးနေငါ့ကိုဒီလောက်တောင်သဘောကျတာလားဆိုပြီးမေးလိုက်ပါတယ်လူလူကအဲ့ဒီလူဆိုးတွေကိုငါ့ကိုအနိုင်ကျင့်ခိုင်းမှုနင်ပဲခေါ်လာတာလေးဆိုပြီးပြောလိုက်ပါတယ်ရှောင်းဟွားကလည်းနေငါနဲ့တငယ်ချင်းမလုပ်ချင်ရင်လည်းရပါတယ်ဒါပေမဲ့ငါ့အပေါ်ကိုဒီလိုတော့အပြစ်မဖို့ပါနဲ့နေငါ့ကိုဒီလောက်မုန်းနေရင်ကြောင်းပြောင်းပေးလိုက်ပါမယ်လို့ပြောလိုက်ပါတယ်ဟန်ရှိုးကလူလူကိုနင်းရဲ့အသက်သခင်ကျေးဇူးရှင်ကိုတောင်းပန်ပြီးကျေးဇူးတင်လိုက်လို့ပြောလိုက်ပါတယ်ပြီးတော့ဘသူမှမင်းကိုနာကျင်အောင်မလုပ်စေရဘူးငါကာကွယ်ပေးမယ်ကြောင်းလဲမပြောင်းနဲ့လို့ပြောလိုက်ပါတယ်ရှောင်းဟွားကသူ့ရဲ့ချစ်သူကောင်းလေးနဲ့အတူရှိနေတာကိုတွေ့ပြီးကောင်းလေးကဟန်ရှိုးနဲ့အတူတူရှိနေတာကိုတဝင်တိုးတယ်လို့ပြောနေတာကိုလူလူကကြားသွားပါတယ်ပြီးတော့ရှောင်းဟွားကသူ့ကောင်းလေးကိုချုပ်ဖို့ည8 နာရီကြာရင်ဟိုတယ်ခန်းတုံညတကူလာခဲ့ဖို့ချိန်လိုက်ကြတယ်လူလူကဟန်ရှိုးကိုခေါ်လာပြီးရှောင်းဟွားဒါကသူ့ကောင်လေးနဲ့အိပ်ရာပေါ်မှာဆော့နေတာကိုလက်ပူးလက်ချက်ဖမ်းဖို့လာခဲ့ပါတယ်တကားဖွင့်တဲ့အချိန်မှာတော့မွေးနေ့ပွဲအတွက်ပြင်ဆင်ထားတာကိုမြင်လိုက်ရပြီးနင်းငါရဲ့မွေးနေ့ကိုမှတ်မိနေတာလားလို့ပြောလိုက်ပါတယ်အမှန်တော့လူလူဟာဒီရက်ကဟန်ရှိုးရဲ့မွေးနေ့မှမသိခဲ့ပါဘူးအဲ့ချိန်မှာရှောင်းဟွားပေါ်လာပြီးမွေးနေ့ပွဲအတွက်ပထမဆုံးပြင်ဆင်ဖို့တာကြောင့်မြန်မြန်ပြင်ဆင်လိုက်ရတယ်ဒါတွေပြင်ဆင်ဖို့တနေ့နဲ့တညအချိန်ယူခဲ့ရပြီးမပြည့်စုံခဲ့ရင်စိတ်ထဲမထားဖို့ပြောလိုက်ပါတယ်ဟန်ရှိုးကရင်ထဲထိသွားပြီးကျေးဇူးတင်လိုက်ပါတယ်လူလူကနင်တရုပ်ဆောင်နေတာရက်လိုက်နင်တခြားကောင်လေးနဲ့အိယာပေါ်မှာဆော့ဖို့စီစဉ်နေခဲ့တာငါသိတယ်လို့ပြောလိုက်ပါတယ်လူလူကတခန်းလုံးကိုပက်ရှာခဲ့ပေမဲ့ဘသူ့ကိုမှရှာမတွေ့ခဲ့ဘူးရှောင်းဟွားကဟန်ရှိုးရဲ့မွေးနေ့ပွဲကိုမဖျက်ဆီးပါနဲ့တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့ဟန်ရှိုးတယောက်ပောက်ကွဲပြီးနင်ငါရဲ့မွေးနေ့ကိုမမှတ်မိဘူးမလားဒီကိုလာတာရှာတောင်ဟွားကိုအဆက်ခွဲခြင်းလို့ငါ့ကိုခေါ်လာတာမလားလို့ပြောလိုက်ပါတယ်ဟန်ရှိုးကလူလူကိုထားခဲ့ကရှောင်းဟွားနဲ့ထွက်လာလိုက်ပါတယ်ပီယာနိုပြန်ပွဲမှာရှောင်းဟွားကိုအဆက်ခွဲခြင်းလို့လူလူကသူမကိုစားစည်ရင်သွင်းပေးလိုက်ပါတယ်သူမပီယာနိုတီးတာကိုနားထောင်ပေးဖို့ဟန်ရှိုးကိုခေါ်ပြီးထွက်သွားလိုက်တယ်ပီယာနိုတီးပြီးနှစ်ယောက်သားနမ်းဖို့လုပ်နေတော့ရှောင်းဟွားကရှင်တို့ရှိနေမှန်းမသိလို့အခန်းမဝင်လာခဲ့မိတယ်လို့တောင်းပန်ပြီးထွက်သွားဖို့လုပ်နေပါတယ်ဟန်ရှိုးကသူတို့တွေအစမ်းလေ့ကျင့်နေကြတာလို့ပြောလိုက်ပြီးအတူတူလေ့ကျင့်ဖို့ပြောလိုက်ပါတယ်လူလူကလည်းဟန်ရှိုးရှိမှသူမကိုအဆက်ခွဲချင်တာကြောင့်အရင်တုန်းကဖြစ်ပျက်ခဲ့တာတွေကိုမြစ်ဖြစ်ပြီးတငယ်ချင်းလုပ်ဖို့ပြောလိုက်ကပီယာနိုတီးဖို့ပြောလိုက်ပါတယ်ရှောင်းဟွားကတမင်တက်သူ့ရဲ့လက်ချောင်းတွေထန်ရရအောင်လုပ်လိုက်ပြီးလူလူကိုသူမကိုပြန်ပွဲမှာမပြိုင်စေချင်ရင်လည်းဒီလိုလုပ်ပြီးသူမကိုတန်ရရအောင်လုပ်เสียမလိုပါဘူးစုတွေအားလုံးကိုနင်မဲအပိုင်သိမ်းလိုက်လို့ရပါတယ်လို့လူလူကိုပြောလိုက်ပါတယ်ဟန်ရှိုးကလည်းရှောင်းဟွားကိုပဲဒုက္ခပေးနေတယ်လို့ပြောပြီးလူလူကိုအပြစ်တင်ကရှောင်းဟွားကိုချီပြီးထွက်လာလိုက်ပါတယ်ဒဏ်ရာကိုဆေးထည့်ပေးနေတော့ဆေးထည့်ရင်နာမှာကြောက်လို့မှုတ်ပေးဖို့ပြောလိုက်ပါတယ်ဟန်ရှိုးကလည်းသူမမနာကျင်ရအောင်အသားလေးမှုတ်ပေးပြီးဆေးထည့်ပေးလိုက်ပါတယ်ပြန်ပွဲနေ့မှာလူလူကပီယာနိုကိုကျွမ်းကျင်တီးနိုင်တာကြောင့်သူမကပဲအနိုင်ရလိမ့်မယ်လို့အားလုံးကထင်ထားကြပါတယ်ဒါပေမဲ့ရှောင်းဟွားရောက်လာပြီးလက်ဆွမ်းပြလိုက်တာအားလုံးကအံ့ဩမြင်သက်သွားပြီးအကဲဖြတ်တိုင်တွေအားလုံးကချီးကျူးကြပါတယ်ဆရာတယောက်ကတော့သူ့ရဲ့တင်နန်းသားအဖြစ်ကမ်းလှမ်းလိုက်တဲ့မွေးနေ့ပါတီပွဲမှာရှောင်းဟွားဖဲပြားကြီးကောင်းဝင်ကိုဝတ်ပြီးဆင်းလာပါတယ်အမေရဲ့ချွေးမလေးကအလှဆုံးပဲလို့ပြောလိုက်ပါတယ်ဟန်ရှိုးကလည်းမင်းဒီညအရန်လာနေတယ်ဆိုပြီးချီးကျူးလိုက်ပြန်ပါတယ်လူလူကသူမရဲ့တံမိုးကြီးလက်ဆောင်ခိုးခံလိုက်ရတဲ့တခိုးကဒီထဲမှာပဲရှိရမယ်လို့ပြောလိုက်ပါတယ်ရှောင်းဟွားကတော့သူမတယောက်ဖြစ်တာကြောင့်တံမိုးကြီး
ပစ္စည်းတွေကိုမတွေ့ဘူးဒါကြောင့်သူမလောဘကြီးပြီးခိုးတာဖြစ်နိုင်တယ်လို့ပြောပြီးအားလုံးရှိမှသူမရဲ့အဝတ်စားတွေကိုချွတ်ပြခိုင်းပါတယ်အားလုံးကလည်းသူမကိုဆွဆွဲနေကြတာကြောင့်ရှောင်းဟွားကသူမရဲ့တိတ်ခါကြောင့်သူနဲ့စစ်ဆက်ထားတဲ့ဟန်ရှိုးကိုကိုယ်တိုင်စစ်ဆေးခိုင်းမယ်ဟန်ရှိုးကလိမ်ညာမှာမဟုတ်ဘူးလို့ပြောပြီးစစ်ဆေးပေးဖို့မေးလိုက်ပါတယ်သူ့ရဲ့ထောင်ချောက်ထဲကိုမဝင်လာတာကြောင့်လူလူကသူကိုယ်တိုင်စစ်ဆေးပေးမယ်ဟန်ရှိုးကိုမစစ်ခိုင်းဘူးလို့ပြောလိုက်ပါတယ်။ဘာသက်တည်မှမရှိပဲသူမကိုတခိုးလို့ဆွဆွဲခဲ့တဲ့သူကသူ့ကိုထောင်ချောက်ဆင်မှာပဲလို့ပြောလိုက်ပါတယ်။အားလုံးကလည်းဟန်ရှိုးဟာအမှန်တိုင်းပြောလိုက်မယ်လို့ယုံကြည်ကြပြီးထောက်ခံကြပါတယ်။ဟန်ရှိုးကသူကိုယ်တိုင်စစ်ဆေးပေးမယ်လို့သဘောတူလိုက်ပြီးအပေါ်ထက်ကိုတက်သွားကြပါတယ်။ဟန်ရှိုးရဲ့မိဘတွေကလည်းရှောင်းဟွားရဲ့စကေးတွေကိုကြည့်ပြီးသူ့ကိုငှားခဲ့တာမှန်သွားပြီဆိုပြီးကြိတ်ပျော်နေကြပါတယ်ရှောင်းဟွားရဲ့ပညာတွေကိုတင်ယူထားပြီးအနာဂတ်မှာအသုံးချဖို့ဟန်ရှိုးရဲ့အမေကတွေးနေပါတယ်အခန်းထဲမှာရှောင်းဟွားကသူ့ကိုစစ်ကြည့်ဖို့ပြောနေပြီးဟန်ရှိုးကတော့ကြက်တင်ငက်တေးတေးနေတယ်လို့ဖြစ်နေပါတယ်အဲ့ဒါလေးရှာတာအရမ်းကြနေပြီးမဟုတ်တာတွေလုပ်ကြတာများလားလို့စိုးရိမ်လာပြီးပစ္စည်းမရှာပဲနှစ်ယောက်သားအိယာပေါ်မှာစော့နေမှအစီအစဉ်တွေပြက်ကုန်သွားမှာပဲဆိုပြီးစိတ်ပူနေကြပါတယ်လူလူကသူ့ရဲ့အိတ်ထဲကနေလက်ဆောင်ကိုပြန်ရှာတွေ့သွားပြီဆိုပြီးអော်လိုက်ပါတယ်အခန်းထဲမှာရှောင်းဟွားနဲ့ဟန်ရှိုးတို့စိုးဖို့လုံနေတုန်းရှာတွေ့သွားပြီဆိုပြီးအောက်ထပ်ကနေလူလူអော်နေတာကြောင့်ပြန်ဆင်းလာလိုက်ပါတယ်သူ့ဇနီးရဲ့မွေးနေ့ပွဲမှာအနာဂတ်ချွေးမလောင်းလေးကိုတခိုးလို့ဆွဆွဲခဲ့ကြတာကြောင့်ဘယ်လိုတာဝန်ယူမလဲလို့မေးလိုက်ပါတယ်ရှောင်းဟွားကသူတို့ရဲ့စိတ်ချမ်းသာရေးမကောင်းတဲ့မွေးစားသမီးဖြစ်ကြောင်းထပ်ပြောလိုက်ပြီးဒီတစ်ခါတော့တက်တေကိုပါခေါ်လာပါတယ်စေယုံဆောင်ကသူကိုယ်တိုင်ရှောင်းဟွားကိုထိမ့်သိမ့်ခဲ့ကြောင်းပြောပြီးရှောင်းဟွားကသူ့လက်ကိုတောင်ကိုက်ခဲ့ကြောင်းတက်တေစာရွက်စာတမ်းတွေကိုပါပြလိုက်ပါတယ်ရှောင်းဟွားကလည်းသူတို့ရဲ့မွေးစားသမီးဖြစ်ကြောင်းဝန်ခံလိုက်ပြီးတောင်းပန်ပါတယ်ကျမကိုမရိုက်ကြပါနဲ့လို့ငိုယိုပြီးတောင်းပန်လိုက်ပါတယ်သူမရဲ့နာမည်ကိုပြောင်းပြီးဘဝအစ်စ်ကိုစတင်ခြင်းပေမဲ့ဘလို့ရှာတွေ့သွားတာလဲလို့ပြောလိုက်ပါတယ်ကလေးဘဝကလေးကလူလူဟာသူ့လိုချင်တာတွေအကုန်ရရှိခဲ့ပြီးသူမကမိဘမြတ်တာဆိုတာဘာမှလည်းမသိခဲ့ရဘူးပြီးတော့သူမဘာမှမလုပ်ခဲ့ပေမဲ့စိတ်ချမ်းသာရေးစေယုံကိုပို့ခဲ့ကြကြောင်းပြောပြီးသူမကိုနောက်တစ်ခါထပ်မပို့ပါနဲ့လို့ဥညွတ်ပြီးတောင်းပန်နေပါတယ်လူလူကအစကတည်းကရှောင်းဟွားဟာရည်ရွယ်ချက်ရှိဟန်ရှိုးကိုချင်းကပ်ခဲ့ကြောင်းပြောလိုက်ပါတယ်။ရှောင်းဟွားကလည်းသူမမှရွေးချယ်စရာမရှိတော့တာကြောင့်ချင်းကပ်ခဲ့တာဆိုပြီးဟန်ရှိုးကိုတောင်းပန်နေပါတယ်။ရှောင်းဟွားကအားလုံးကိုပြစရာရှိတယ်လို့ပြောပြီးဟန်ရှိုးရဲ့အမေကိုပေးထားတဲ့တက်တွေကိုတောင်းလိုက်ပါတယ်။လူလူနဲ့မိဘတွေကသူ့သမီးပိုင်တဲ့အရာကိုလိုချင်နေတာလားဆိုပြီးရှောင်းဟွားကိုနှိပ်စက်ကြပါတယ်။ပြီးတော့အကောင့်တိုက်ရှိနေတဲ့လူကိုစိတ်ချမ်းသာရေးစေယုံကိုပို့ခဲ့ကြတဲ့တက်တွေကိုပြလိုက်ပါတယ်။ရှောင်းဟွားကမိဘတော့ဒီကိုသူ့ရဲ့မိဘတွေကဟုတ်ရဲ့လားဘာဖြစ်လို့ဒီလိုလုပ်ရတာလဲဆိုပြီးမေးလိုက်ပါတယ်လူလူကသူ့မိဘတွေမှာတမိတယောက်တည်းရှိပြီးအဲ့ဒီလူကငါပဲလို့ပြောလိုက်ပါတယ်သူမရဲ့မိဘတွေကလက်မှတ်ထိုးလိုက်ကြပြီးရှောင်းဟွားကစကားနားမထောင်တတ်တဲ့ကလေးဖြစ်လို့ရိုက်တာရိုက်ပစ်လိုက်သေးသွားလဲဘာမှမဖြစ်ဘူးဆိုပြီးဘန်ကက်ကိုတောင်ပေးလိုက်ပါသေးတယ်ပြီးတော့အကောင့်တိုင်းရှိနေတဲ့ရှောင်းဟွားကိုယူသွားအောင်စေးတင်းတိုင်တာကြောင့်ကိုက်ပစ်လိုက်ပါတယ်ဆေးကိုမတောက်တာကြောင့်တာဝန်ကျတဲ့ဆရာဝန်ကရှောင်းဟွားကိုရိုက်နှက်ပြီးနှိပ်စက်ခဲ့တဲ့တက်တွေကိုအားလုံးမြင်လိုက်ရပါတယ်။မွေးစားသမီးဖြစ်တာကြောင့်လူနဲ့မတူအောင်နှိပ်စက်ခဲ့ကြတဲ့မိသားစုဝင်တွေကိုအားလုံးကအပြစ်တင်ကြပြီးပါတီပွဲကနေထွက်သွားဖို့နှင်ထုတ်နေကြပါတယ်။ဟန်ရှိုးကလည်းအရင်တုန်းကသူတို့ရဲ့ရုံညံ့တဲ့အကျင့်ကိုမမြင်နိုင်ခဲ့ဘူးလို့ပြောပြီးမွေးစားသမီးဆိုပေမဲ့ကိုယ့်ရဲ့မိသားစုဝင်တွေဖြစ်ကြပြီးအကျဉ်းတရားမရှိတဲ့ရဲရဲဆက်ဆက်နှိပ်စက်ခဲ့ကြတဲ့လူလူရဲ့မိဘတွေကိုအပြစ်တင်ခဲ့ကြပါတယ်။ဟန်ရှိုးရဲ့အဖေကလေတရားမဝင်ပတ်စံလက်ခံပြီးလူနာကိုနှိပ်စက်တဲ့ဆရာဝန်ကိုဆရာဝန်တယောက်ဖြစ်ဖို့မထိုက်တန်ကြောင်းပြောလိုက်ပါတယ်။ရှောင်းဟွားကသူ့ရဲ့အတိတ်ဆိုးကနေလူယုံကျင်လို့နာမည်ပြောင်းပြီးချင်းကပ်ခဲ့တာဖြစ်လို့သူ့ကိုစိတ်ဆိုးရင်လည်းလက်ခံပါတယ်လို့ပြောလိုက်ပါတယ်ဟန်ရှိုးကဘလို့လုပ်ပြီးစိတ်ဆိုးရက်မှလည်းမင်းခံစားခဲ့ရတာတွေများနေပြီးအခုကစားပြီးငါမင်းကိုကာကွယ်ပေးမယ်လို့ပြောလိုက်ပါတယ်။ရှောင်းဟွားကိုတက်သေးတွေဘလို့ရလာတာလဲဟန်ဆောင်မနေနဲ့လို့ပြောပြီးပါချဖို့လုပ်နေတော့ဟန်ရှိုးကလူလူကိုတွန်းထုတ်လိုက်ပါတယ်ဟန်ရှိုးရဲ့အမေကလည်းဒီလိုယုံညံ့တဲ့မိသားစုကိုအိမ်ထဲကနေချက်ချင်းထုတ်ပစ်လိုက်လို့အမိန့်ပေးလိုက်ပါတယ်လူလူကငါတယောက်တည်းကပဲအရှင်ကိုအချစ်စစ်နဲ့ချစ်ခဲ့တာလို့ပြောလိုက်ပေမဲ့ဟန်ရှိုးကငါ့ကိုအယူလုပ်ခဲ့တဲ့နေနဲ့ဘာမှပတ်သက်စရာမရှိတော့ဘူးလို့ပြောပြီးနှင်ထုတ်လိုက်ပါတယ်လူလူကသူမမထွက်သွားခင်ရှောင်းဟွားကိုပြန်လက်စားချေမယ်လို့ပြောပြီးထွက်သွားပါတယ်လူလူကသူနဲ့တွေ့ခဲ့တဲ့အချိန်တွေကိုထောက်ထားပြီးနောက်ဆုံးအနေနဲ့အခွင့်အရေးလေးတစ်ခါပေးဖို့တောင်းဆိုလိုက်ပါတယ်သူတို့တွေပထမဆုံးတွေ့ဆုံခဲ့တဲ့စားတောက်ဆိုင်ကိုတွေ့ကြဖို့ချိန်လိုက်ကြပါတယ်သူတို့ပြောနေကြတာကိုရှောင်းဟွားကကြားသွားပြီးဒီတစ်ခါတော့အပြတ်တက်အနိုင်ယူဖို့ဆုံးဖြတ်လိုက်တယ်သူ့ကိုလာကြိုဖို့မက်ဆေ့ပို့လိုက်ပြီးရပါတယ်တယောက်တည်းပြန်လိုက်ပါမယ်ဆိုပြီးပြန်ပို့လိုက်ပါတယ်စားတောက်ဆိုင်မှာလူလူကသူ့ကိုတကယ်မချစ်တော့ဘူးလားလို့မေးလိုက်ပါတယ်ဟန်ရှိုးကသူ့ကိုထပ်မနှောက်ယှက်ဖို့ပြောလိုက်ပြီးရှောင်းဟွားပို့ထားတဲ့စာကိုမြင်ပြီးထွက်လာဖို့လုပ်နေပေမဲ့လူလူကနောက်ကနေဖက်လိုက်ပြီးရှောင်းဟွားရဲ့ကြေးစားတဲကွဲတဲ့အကြောင်းလိုက်လွင်ပြီးပတ်စံရှာတဲ့ဗီဒီယိုကိုပြလိုက်တာအခုလဲသူမကပတ်စံလိုချင်လို့ရှင့်ကိုချင်းကပ်ခဲ့တာလို့ပြောလိုက်ပါတယ်ဟန်ရှိုးကမဖြစ်နိုင်ဘူးအတုလုပ်ထားတာပဲဖြစ်ရမယ်လို့တန်တရားမကင်းစွာနဲ့ပြောလိုက်ပါတယ်လူလူကတေချာပြန်စဉ်းစားကြည့်ပါအောင်သူကကျွမ်းကျင်တဲ့ကြေးစားတဲခွဲသမားတစ်ယောက်ဖြစ်တာကြောင့်ရှင်တတိမမူမိခင်မှာပဲသူ့ကိုချစ်မိသွားအောင်မြူဆွဲခဲ့တာလို့ပြောလိုက်ပါတယ်ဟန်ရှိုးကပြန်စဉ်းစားကြည့်ပြီးတန်တရားဆက်ဝင်လာပါတယ်သူမကိုကိုယ်တိုင်မေးမယ်လို့ပြောလိုက်ပြီးဖုန်းဆက်ကြည့်လိုက်ပါတယ်ဒါပေမဲ့ဖုန်းမကင်တာကြောင့်တခုခုဖြစ်နေတာများလားဆိုပြီးစိတ်ပူကအမြန်သွားရှာလိုက်ပါတယ်လူလူကရှောင်းဟွားကိုတသက်လုံးရှာတွေ့နိုင်မှမဟုတ်ဘူးလို့တယောက်တည်းပြောနေခဲ့ပါတယ်လူမိုက်အုပ်စုတစုကရှောင်းဟွားကိုဆွဲခေါ်သွားကြတာကိုဟန်ရှိုးကမြင်လိုက်ပါတယ်ကားနောက်အမြန်လိုက်သွားပြီးအဆောက်အဦတစ်ခုတည်းဆွဲသွားကြကလူမိုက်အုပ်စုနဲ့၃ယောက်တယောက်ချနေကြပါတယ်လူမိုက်တယောက်ကဟန်ရှိုးကိုရိုက်ဖို့လုပ်နေတော့ရှောင်းဟွားကနောက်ကနေကာလိုက်တာကြောင့်သူမရိုက်ခံလိုက်ရပါတယ်
ဟန်ရှိုးကလူလူစီမသွားပဲရှောင်းဝါအနားမှာသာရှိနေရင်ပြန်ပေးဆွဲခံရမှာမဟုတ်ဘူးလို့ပြောပြီးကိုအပြစ်တင်နေခဲ့ပါတယ်ပြီးတော့လူကရှောင်းဝါဟာကြေးစားတဲခွဲတဲ့သူဆိုပြီး AI နဲ့လုပ်ထားတဲ့ဗီဒီယိုကိုပြခဲ့ကြောင်းပြောလိုက်ပါသေးတယ်အမှန်တော့အဲ့ဒီဗီဒီယိုကအစစ်မှန်ဖြစ်ပြီးဟန်ရှိုးရဲ့မိဘတွေ online ကဗီဒီယိုတွေကိုမဖြုတ်ချထားခဲ့လို့စိတ်ထဲကနေပြောနေခဲ့ပါတယ်ဟန်ရှိုးကအခုကစပြီးဘသူပါပြောမင်းကိုတန်တရားမဝင်တော့ဘူးလို့ပြောပြီးရှောင်းဝါတယောက်တည်းကိုပဲချစ်သွားမယ်လို့ပြောလိုက်ပါတဲ့ရဲတွေစစ်မေးနေတော့လူမိုက်ကောင်းဆောင်ကအမှန်တရားကိုပြောပြဖို့ညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့နောက်လိုက်တွေကထောင်ထဲမဝင်ချင်တာကြောင့်လူဟာသူတို့ကိုပတ်စံပေးပြီးရှောင်းဝါကိုပြန်ပေးဆွဲခဲ့ကြောင်းပြောလိုက်ပါတယ်ပြီးတော့အရင်တစ်ခေါက်လဲရှောင်းဝါကသူ့ကိုလူမိုက်တွေငှားပြီးအနိုင်ကျင့်ခိုင်းတယ်လို့ထင်ရအောင်ဟန်ဆောင်ဖို့လူကပဲခိုင်းခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။ဟန်ရှိုးကလည်းလူရဲ့ပုံကိုပြပြီးသူမကတရက်ခန့်ဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ချိန်မှာရဲရရှိတယောက်ကလူကိုဖမ်းခေါ်လာခဲ့ပါတယ်လူကတက်တည်မရှိဘဲနဲ့ဖမ်းလို့မရဘူးလို့ပြောနေတာကြောင့်ဟန်ရှိုးကလူကိုပါရိုက်ပါတယ်လူကဟန်ရှိုးကိုရှင်ကျမကိုဘယ်လိုလုပ်ပြီးပါရိုက်ရတာလဲကျမဒါတွေလုပ်နေရတာကရှင်ကိုချစ်လို့လေဆိုပြီးပြောလိုက်ပါတယ်ရဲရရှိတွေကပြန်ပေးဆွဲဖို့အမိန့်ပေးထားတဲ့စာတွေကိုတက်တည်ဖြစ်ပြလိုက်ပါတယ်လူကလွတ်မြောက်နိုင်မဲ့လမ်းမရှိတော့တာကြောင့်ဟန်ရှိုးကိုကျမရှင်ကိုယူမှုချစ်ခဲ့လို့ဒီလိုလုပ်ခဲ့တာလေဆိုပြီးထပ်ပြောလိုက်ပါတယ်လူကဒါတွေအားလုံးကိုလူမိုက်ကောင်းဆောင်လုပ်ခဲ့တာလို့ပြောပြီးအပြစ်ကနေလွတ်ယုံမှုကြံစီနေတာကြောင့်လူမိုက်ကောင်းဆောင်ကလည်းသူကောင်းမခံချင်တာကြောင့်လူကပဲဒါတွေအားလုံးကိုအမိတ်ပေးခဲ့တာဖြစ်ပြီးဟန်ရှိုးကတုံးလွန်းလာကြောင့်သူပြောသမျှယုံပြီးအလွယ်တကူလှည့်စားနိုင်တဲ့ဟန်ရှိုးရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုသူမအပိုင်းဖြစ်လှည့်စားလို့ရတဲ့တနေ့ငါနဲ့အတူတူပေါင်းဖက်မယ်လို့ပြောခဲ့တယ်လေဆိုပြီးဟန်ရှိုးကိုလူရဲ့အကြံအစီတွေအားလုံးပြောပြလိုက်ပါတယ်ဟန်ရှိုးကပြစ်ခံယူဖို့တာဆောက်နေလိုက်လို့ပြောပြီးရှောင်းဝါနဲ့အတူထွက်လာလိုက်ပါတယ်ဟန်ရှိုးကသူ့ဘဝမှာမင်းတယောက်တည်းကိုပဲချစ်သွားပါမယ်လို့ပြောပြီးရှောင်းဝါကိုချစ်ခွင့်ပန်လိုက်ပါတယ်အခုဆိုရင်သူမရဲ့တာဝန်ပြီးသွားတာကြောင့်အိမ်ရဲ့ကားရဲ့ပတ်စံရဲ့သူမလိုအပ်တာအားလုံးရသွားပြီမလို့ချစ်ခွင့်ပန်တာကိုလက်မခံပဲထွက်လာလိုက်တဲ့ဟန်ရှိုးကသူလက်မလျှော့ဘူးလို့ပြောလိုက်ပါတယ်ဟန်ရှိုးရဲ့မိဘတွေကပြောထားတဲ့အတိုင်းထပ်ဆောင်းစုတွေကိုပေးလိုက်ပါတယ်မိခင်ဖြစ်သူကသူ့ရဲ့တုံးတဲ့သားလေးကိုစိတ်ဝင်စားရင်ချွတ်ဒီမှအဖြစ်လက်ခံပေးမယ်လို့ပြောလိုက်ပါတယ်။ရှောင်းဝါကသူ့လို့ဆရာတစ်ခုရှိနေသေးတယ်လို့ပြောလိုက်ပါတယ်။အပြင်ထွက်လာပြီးလူဖြစ်စေချင်တဲ့အတိုင်းကားမောင်းပြီးထွက်လာပါတယ်။သူမထွက်လာတာနဲ့ကားနဲ့ဝင်ကျုံပစ်လိုက်ပါတယ်။ငါ့ကိုလာဆန်းကျင်အောင်လေအခုတော့အသေးဆိုးနဲ့တာသေးလိုက်လို့ပြောနေပါတယ်။အဲ့ချိန်မှာရှောင်းဝါထွက်လာပြီးနင်းမသေးသေးဘူးလားမဖြစ်နိုင်ဘူးလို့ပြောနေပါတယ်။အခုတော့လူတက်ရန်ကြံစီမှုနဲ့ရဲကိုဖုံးဆက်ရအောင်မှာပဲထောင်ထဲဝင်ဖို့တာဆောက်နေလိုက်လို့ပြောပြီးထွက်လာလိုက်တယ်။ဟန်ရှိုးကငါတို့တွေစစ်ဆက်ပြီးသားဆိုတော့မင်းငါကိုလက်ထပ်နိုင်မလားဆိုပြီးလက်စုပ်မပါပဲလက်ထပ်ခွင့်တောင်းနေပါတယ်။ရှောင်းဝါကပညာရေးဖက်မှာအာယုံစိုက်ချင်ကြောင်းပြောပြီးထွက်လာလိုက်တဲ့ဟန်ရှိုးကငါမင်းကိုစောင့်နေမယ်လို့ပြောလိုက်ပါတယ်။ကျောင်းအကြီးကိုကျောင်းပြောင်းမှုပြောပြီးနိုင်ငံခြားမှာရှိတဲ့အကောင်ဆုံးကောလိပ်ကိုပြောင်းလို့ခွင့်ပြုချက်လာတောင်းပါတယ်။ငယ်တုန်းကသူမရဲ့အဖွားဟာကြီးလာရင် TV ထဲကလူမျိုးအကောင်ဆုံးကောလိပ်ကိုတက်ပြီးကိုဘဝကိုရက်တည်စေခြင်းနဲ့အဖွားဖြစ်သူရဲ့ဆန္ဒကိုနောက်ဆုံးမှာတော့ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။သူမရဲ့ဘဝပုံစံအမှန်အတိုင်းရက်တည်သွားပြီးအကောင်ဆုံးစူးစမ်းသွားမယ်လို့ပြောပြီးထွက်သွားကဇလန်းလေးလည်းပြီးဆုံးသွားပါတယ်။